Hello everyone အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ TK Character ဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်နေ့ပူကြောင်းလုံးကျွန်တော် game ဆော့ထားတဲ့ video အောက်မှာ Java down နည်းဆိုပြီးကျွန်တော်လာမေးထားတဲ့အတွက်ကျွန်တော်ပြပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ပူကြောင်းလောင်ချာကိုဒီပူကြောင်းလောင်ချာလေးနဲ့ဆော့တာပေါ့နော်အဲ့ဒါကို down မယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးပေါ့နော်ကျွန်တော် Chrome ဖြစ်ဖြစ် Google ဖြစ်ဖြစ်ဝင်လိုက်ပေါ့ကျွန်တော်တို့ Google ထဲဝင်လိုက်မယ် Google ထဲရောက်ပြီဆိုလို့ရှိရင်ဒီ search မှာကျွန်တော်ဒီ search bar ပေါ့ဗျာအဲ့မှာကျွန်တော် GAVAUNCHER ပူကြောင်းလောင်ချာလို့ပြောပေါ့နော်ရှာလိုက်ပါရှာပါတော့ကျွန်တော်ကတော့အလွယ်တကူကူးလို့ရတဲ့နည်းနဲ့ကူးတယ်ပေါ့နော်ဘယ်လိုကူးလဲဆိုတော့ပူကြောင်းလောင်ချာ for play store နော်လို့ရှာလိုက်တယ်ရှာပြီးတော့ကျွန်တော်ဘာမှထူထူလို့ရှာမရှိတော့ပါဘူးခဏလောက်စောင့်လိုက်ပါနော်ပြီးတော့အောက်လေးနည်းနည်းဆွဲလိုက် play store တွေပေါ့နော် play store တွေကနေ down လိုက်ပါဒီပူကြောင်းလောင်ချာပေါ့နော်အော်ဒါမဟုတ်ဆိုဟိုရှိရတော့တော့ပူကြောင်းလောင်ချာClay John Passion War Order Down for the version okay ဒါလို့လို့ down လိုက်ပါတော့အဲ့လိုရှာလိုက်ဗျာအဲ့လိုပေါ်လာလိုက်ပဲကွာပြောချင်တာအဲ့ဒီ Play Store ထဲမှာ down လို့ရပြီလို့ဒီ app down ဆိုတဲ့နေရာမှာ down လိုက်ရပါတော့ကျွန်တော်ဒီ Play Store လို့ရှာလိုက်ပြီ Play Store ကိုတက်တောင်းတာမဟုတ်ဘူးကျွန်တော်အဲ့လိုရှာပြီးတော့ဒီအောက်ဆုံးအထဲကိုဝင်လိုက်တာပေါ့အဲ့ဘရောတော့ကြိုက်တဲ့ website ကနေ down လုပ်ရပြီဗျာဝင်သွားတော့မှာ free download နေဝင်မှာ download ပြရလေးစောင်းပြီး install တင်လိုက်ပေါ့ဗျာအဲ့ကျွန်တော်အဲ့ဒါလေးကျွန်တော် down ပြီးလို့ရှိရင်ကျွန်တော်အဲ့ထဲကိုဝင်လိုက်ပေါ့ဗျာဝင်ပြီးတော့ကျွန်တော်ဒီမှာဒီ pro ရဆဆလာခြင်းဆိုလို့ရှိရင်ဒီတိုင်းပေးထားလိုက်မယ်အဲ့ဆိုလို့ရှိရင်ဒါလေးကိုနှိပ်ပြီးတော့ဒီမှာ version view ရရောဗျာအဲ့တော့ကျွန်တော်ကတော့ဒီ version နဲ့ဒါလည်းမစုံဒါလည်းမစုံဘူးတို့ဒါလည်းစုံyes it's very good ဒါပါပဲဒါတော့ကျွန်တော် control ပေါ့နော်ကျွန်တော် control ပါကျွန်တော်အစိုးရပြောခဲ့တယ်လို့ကျွန်တော်ဘောနော်ကျေးဇူးပြုကျွန်တော်ဘောနော်ဒီဘောနော်ကျွန်တော်ရဲ့ဒီပူကြောင်းလောက်ချတယ်နဲ့စုံဘူးတဲ့သူတွေပါရှိရဆိုလို့ရှိရင်ကျွန်တော် view ကြည့်နေဆိုလို့ရှိရင်ကျွန်တော်ဘောနော်ဒီပူကြောင်းလောက်ချတယ်ဘောနော်ထဲမှာဒီဘောနော်ဒီရဲမှာပေါ့ဒီမှာ add button နဲ့ဗျာထုတ်ပြီးတော့ဗျာ zoom ဆိုတဲ့ button ဘယ်လိုလုပ်ကြလဲဆိုတော့ကျွန်တော်ပြောပြပေးပါတော့အားလာပြီးတော့တောက်ဆုပ်ခြင်းပါအဲ့ဒါတော့တောက်ဆုပ်ရပါတယ် yes အဲ့တော့အားလုံးပဲကြည့်ပြီးတော့ကျေးဇူးတင်ရှိပါတယ်မေးရတဲ့တွေလည်းကျွန်တော်ဖြေပေးလိုက်ပါပြီအဲ့တော့အားလုံးပဲ bye bye